ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ရှင်မှုချန်နယ်ကတော့ကိုဒီမားကြီးအားလုံးပဲကြိုဆိုပါရစေမင်္ဂလာရှိသောနေ့လေးအားလုံးပဲပိုင်ဆိုင်ပါသည်ကျွန်တော်ပြန်ကိုကြည့်ရှုအားပေးတဲ့ကိုဒီမားကြီးအားလုံးတယောက်ချောင်းနဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်ဒီပိုင်းကိုတွေ့တဲ့မြင်တဲ့အချိန်ကစပြီးတော့ငါကိုဒီငါမကြီးနော်လူမှုရေးစီးပွားရေးကျန်းမာရေးတွေနော်အားလုံးပဲအဆင်ပြေပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးပါတယ်ခင်ဗျာနော်အဲ့တော့ကျွန်တော်ဒီပိုင်းလေးကလာတင်ပြီးတဲ့ရည်ရွယ်ချက်ဒီနော်ကျွန်တော်တီးတန့်စနေတင်းကနေမှဒီဗီဒီယိုလေးကိုလာပြီးတင်ပြဆိုတီးတန့်လုပ်ပေးထားတာပေါ့နော်အဓိကတော့ကျွန်တော်တို့ရှေ့ဘက်မှာ21ရက်နေ့စပါမယ်ဖောင်းရက်လုံးဝမရှိပါဘူးရှေ့ဘက်ပြီးတော့နောက်ဘက်ဒီမှာဖောင်းရက်တွေရှိပါတယ်အဲ့တော့ရှေ့ဘက်မှာကျွန်တော်တို့ကလုံးဝကန်ကောင်းခြင်းဘက်ပါเนาะအဲ့တော့ကန်ကောင်းခြင်းတဲ့အမျိုးတွေရောနောက်ဘက်မှာပေါက်ချင်တဲ့အကူဒီမားတွေအားလုံးဒီဘိုင်လေးကိုအစားတွေအဆုံးလေးကြည့်ပေးပါเนาะအဲ့တော့ရှေ့ဘက်ဒီကျွန်တော်တို့ရဲ့အပတ်ပါအားလုံးပဲလာမယ့်ဘက်မှာ share plan နဲ့ပေါက်ရမယ်เนาะတခါလေးပြောခဲ့ပြီးသွားပြီကျွန်တော်ပြောတဲ့အတိုင်းလုပ်ပေးရဆိုတာအကူဒီမားတွေအားလုံးသိရเนาะအဲ့တော့ကျွန်တော်ဒီဘိုင်လေးကိုအားလုံးတွေးစေချင်ပါတယ်မြင်စေချင်ပါတယ်အားလုံးပဲကျွန်တော်ဝိုင်းဝန်း share ခြင်းလေးနဲ့ကူညီပေးပါနော်များ share ပေးတဲ့ကိုရီမွားတွေအားလုံးပဲလာမယ့်ဘက်မှာအများကြီးပေါက်ပါသည်ပေါ့နော်မင်္ဂလာပါညီလေးတဲ့မင်္ဂလာပါနော်အဲ့တော့ကျွန်တော်ဒီ plan လေးမှာပြောတင်တာလေးပြောပေးထားတယ်ဗျာနော်အဲ့တော့လာမယ့်ဘက်မှာကျွန်တော်စောတင်တဲ့ပုံစံလေးတွေအားလုံးပဲကျွန်တော်ကိုယုံကြည်မှုရှိစွာနဲ့မားသည်ဖြစ်စီမှန်သည်ဖြစ်စီအမဲအားပေးခဲ့တဲ့ကိုရီမွားတွေအားလုံးပဲလာမယ့်ဘက်မှာ view site ပြီးတော့အားလုံးပဲတေချာလေးစော့ပါလာမယ့်ဘက်မှာအားလုံးပဲ share ပေါက်ပါမယ်တခါလေးတတိပေးခဲ့ပါပြီအဲ့တော့လောလောဆယ်ကကျွန်တော်21ရက်နေ့ရစမှာပေါ့နော်21 22 23ပုံမှန်တိုင်းခူးတွင်ကျွန်တော်တို့ရဲ့ဇာတို့မွေးကနန်းနဲ့တကွက်ကောင်းမွေးကျွန်တော်ထုတ်ပေးပါမယ်เนาะအလားလေးနဲ့ပတ်သက်ပြီးတော့စိုးရမယ့်ပုံစံနဲ့နောက်တစ်ခုကျွန်တော်မနေ့ကတညနေလုံးကျွန်တော်ဖုန်းမကင်ပါဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်ကိုအကိုဒီမတွေအားလုံးပဲဒီအပတ်မှာကျွန်တော်အဖွဲ့ဝင်တွေအဓိကကျွန်တော်ရဲ့လူဟောင်းတွေနဲ့ပြီးခဲ့တဲ့ဘက်ကအဖွဲ့ဝင်တဲ့သူတွေကိုကျွန်တော်ဦးစားပေးပြီးတော့အဓိကเนาะလူဦးတွေကတ်ထားပါတယ်နော်အဲ့တော့ဖုန်းခေါ်လို့မရတဲ့ကိုဒီမားတွေအားလုံးလဲနော်စိတ်မကောင်းမဖြစ်ပါနဲ့ကျွန်တော်ဒီဘိုင်လေးမှာအားလုံးပဲတေချာလေးပြပြပေးထားပါတယ်မွေးကနန်းကျွန်တော်တို့စော့ကျင်တဲ့ကိုဒီမားတွေအားလုံးလာမဲ့ဘက်မှာအဓိကရေးချက်ပြီးတော့ကျွန်တော်တို့အတွက်ပြန်ပြီးတော့အမျက်ကျင်အောင်တေချာလေးထိုးကျင်တဲ့ကိုဒီမားတွေအားလုံးလာမဲ့ဘက်မှာကျွန်တော်ခူးအတွင်းတကွက်ကောင်းမွေးနော်လိုက်ပြီးတော့စော့ကျင်တဲ့ကိုဒီမားတွေအားလုံးနဲ့ကနန်းတကွက်ကောင်းမွေးထွက်ပါမယ်နောက်တစ်ခုအနေနဲ့ကအဲ့လာကတော့ကျွန်တော်ရဲ့ဖွဲ့ဝင်သမားတွေအတွက်ကျွန်တော်တီးတန့်ထုတ်ပေးတာပေါ့နော်ပုံမှန်တိုင်းကျွန်တော်တို့ငွေကနန်းနှစ်ကွက်နဲ့ဇာတို့ကျွန်တော်ရှိမှာအဖွဲ့ဝင်သမားတွေအားလုံးပဲเนาะလာရောက်ပြီးတော့ယူလို့ရပါပြီကျွန်တော်ခုနကပြောထားတယ်เนาะအဖွဲ့ဝင်သမားတွေကန်ထားတယ်အဲ့အတွက်ဒီစနေတလုံးနှစ်ရက်ပဲကျွန်တော်အဓိကเนาะကျွန်တော်အားလုံးသေချာလေးလုပ်ပေးထားတယ်အဲ့အတွက်အားလုံးပဲကျွန်တော်ဒီဘက်ကိုတွေးတာမြင်တာနဲ့အကွေမားတွေအားလုံးအတွက်เนาะအဲ့မွေးနှန်းတစ်ခွက်ကောင်းနဲ့မွေးနှန်းနှစ်ကွက်เนาะမွေးနှန်းတစ်ခွက်ကောင်းဒီဟိုတင်မွေးပါမွေးနှန်းနှစ်ကွက်နဲ့ဇာတို့ဒီဇာတိုးဆိုတဲ့တဘောမှာကျွန်တော်ပြောပါမယ်အမြဲတမ်းလက်တွဲလာတဲ့ကိုဒီမားတွေအားလုံးပဲတခါလေးနားထောင်ပြီပါရှေ့ဘက်ဒီမှာကျွန်တော်ဟူးမကျော်ဇာတိုးဆိုပြီးတော့ထုတ်ပေးဖြစ်တယ်ပေါ့နော်ဒီဘက်မှာအဲ့ကျွန်တော်ထုတ်ပေးတဲ့ဇာတိုးဒီထိတ်စီးပူအားကောင်းပါတယ်တနေ့လာအင်္ဂါအတွင်းမှာပုံမှန်တိုင်းကြားတဲ့ထိတ်စီးကနှောင်းပဲကျွန်တော်လုံးပိုင်းအနေနဲ့ထုတ်ပေးထားပါတယ်အဲ့အတွက်မွေးရမယ့်ပုံစံဒီကျွန်တော်တို့ရှေ့တစ်ခါမွေးရင်နောက်က900ပုံမွေးပါနော်အဲ့အတွက်ကျွန်တော်တို့ဘာမှပေါက်ရင်အများကြီးအဆင်ပြေအောင်လို့ကျွန်တော်လုပ်ပေးထားတယ်နော်အဲ့အတွက်ဇာတိုးမွေးမဲ့ကိုဒီမားတွေအားလုံးပဲနော်ထိပ်စီးပူအားကောင်းပါတယ်တနေ့နာအင်္ဂါအတွင်းထွက်မဲ့ထိပ်စီးလုံးပိုင်းကိုကျွန်တော်အဓိကထုတ်ပေးထားပါတယ်အဲ့ဒါဟူးမကျော်သမားတွေအတွက်အစင်မြောင်းဝေကနန်းနှစ်ကွက်အပြီးပေါက်ဒီကနန်းနှစ်ကွက်ပြီးတစ်ကွက်ထွက်နေတဲ့နော်ဝေကနန်းကိုပဲကျွန်တော်ထုတ်ပေးထားတယ်ရှေ့ဘက်ကဝေကနန်းကျွန်တော်ထင်တော့ထင်ပါတယ်9မိနစ်6မိနစ်ဆိုအစင်မပြေလောက်ဘူးထင်တယ်နော်ဒီဘက်ကတော့ကျွန်တော်3မိနစ်ကူနော်3မိနစ်ကူ4မိနစ်ကူဆိုရင်ကိုဒီမားတွေအားလုံးကြည့်နေနဲ့နော်ကျွန်တော်ပေးလာတဲ့တက်တန်းဝေကနန်းတက်တန်းချောင်းမှာနော်4 5 6နဲ့ရှိပြီနော်3မိနစ်ကူဒီလုံးဝ10ချိန်မှာ9ချိန်ဒီပါထွက်ပါတယ်ဟုတ်လားမဟုတ်လားဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုပိုင်းရဲ့အောက်က comment မှာကျွန်တော်ရဲ့လူဟောင်းတွေကိုဝင်မေးလို့ရပါတယ်တခါလေးပြောခဲ့ပြီเนาะအဲ့ဒါကဏ္ဍမထွက်ခင်နေရတယ်ဘယ်ကဏ္ဍလေးတွေဘယ်လိုထွက်ပါတယ်ဘယ်ကဏ္ဍလေးတွေဘယ်လိုအဆင်ပြေပါတယ်တေးချာချာအောက်ကြခံပြီးကျွန်တော်ရှုမှုပြောခဲ့ပါတယ်ဘာကြောင့်လဲဆိုတော့ဒီရှေ့ဘက်လေးတွေမှာကျွန်တော်တို့နည်းနည်းလေးအဆင်ပြေတာလေးရှိတဲ့အတွက်အဆင်ပြေရင်အားလုံးလေးအဆင်ပြေအောင်လို့ကျွန်တော်လေကုန်ခံဘေကုန်ခံပြီးတော့ကျွန်တော်တေးချာလေးပြောပြပေးနေပါတယ်အဲ့အတွက်ကဏ္ဍထွက်လာမှရံမတွေးပါနဲ့အဖွဲ့ဝင်ချင်းနဲ့အကူဒီမားတွေအားလုံးပဲဒီ blog အောက်က comment မှာနော်ဒီဗီဒီယိုပိုင်းကိုကြည့်ပြီးတာနဲ့လာရောက်ပြီးတော့ကဏ္ဍရှုပြီးတော့ဆော့လို့ရတယ်နှစ်ရက်အတွင်းထိတ်စီးလုံးပိုင်းပတ်တီးလည်းထုတ်ပေးထားတယ်ကဏ္ဍနှစ်ကွက်ပြီးပေါက်လည်းထုတ်ပေးထားတယ်ဘာမှမလိုအပ်ဘူးကျွန်တော်ဘာမှယုံကြည်မှုရှိတဲ့ကိုဒီမားတွေအားလုံးပဲဘာမှခေါင်းထဲမှာထွေထူးထားမိနေကျွန်တော်ပေးတဲ့ကဏ္ဍဆော့ရတဲ့ပုံစံလေးအတိုင်းတာတေချာလေးဆော့ပေးပါလာမယ့်ဘက်မှာလုံးဝနော်အမျက်ကြံပါမယ်ပြောခဲ့ပြီးသွားပြီလုံးဝအမျက်ကြံမယ်လို့ပြောခဲ့ပြီးသားပြီနော်အဲ့ဒါအကိုဒီမားတွေအားလုံးပဲအစစ်မပြေးသေးလေခဏပါကျွန်တော်တို့ပြောပါပြီကျွန်တော်လာတော့အဆင်ပြေအောင်ဆော့ပါမယ်နောက်ဘက်ဒီမှာဖောင်းရက်ရှိရနော်တေးချာချာလေးပဲကျွန်တော်ဒီရှေ့ဘက်လေးမှာအားလုံးပဲ view site ပြီးတော့ထိုးပါနော်
အဲ့ပြမနေ့ကတော့တညနေလုံးဖုန်းလေးခေါ်ကြပါတယ်ကျွန်တော်ဖုန်းလေးလုံးဝမကင်ပါဘူးအကြီးကပါလဲဆိုတော့ကျွန်တော်ဒီဘက်မှာလူနည်းနည်းလေးကန့်ထားတဲ့သဘောပါဘာလို့ဆိုတော့ကျွန်တော်နည်းနည်းချင်းချင်းကိုပဲကျွန်တော်တေချာလေးကူးဆိုင်ပြီးတော့လုပ်ပေးပြမယ်ဘာကြောင့်ဆိုတော့အဖွဲ့သမားတွေကျွန်တော်ဒီမှာပြီးခဲ့တဲ့ဘက်ကဆိုကျွန်တော်အဖွဲ့ဝင်လာမှာဖုန်းနံပါတ်တစ်လုံးတိုးပေးရတယ်ဖုန်းခေါ်တာအဆင်မပြေလို့နော်ဒါပွင့်လင်းလင်းပြောတာအဲ့တော့ဒီဘက်မှာတော့နော်အကိုဒီမတွေအားလုံးအများနဲ့ဝင်တဲ့အကိုဒီမတွေအားလုံးလည်းဦးစားပေးပြီးလာယူပေးပါပြီးခဲ့တဲ့အပတ်နော်ဖောင်းရဲဒီမှာဆော့ထားတဲ့အဖွဲ့ဝင်သမားတွေဒီဗီဒီယိုဖိုင်ကိုကြည့်နေရဆိုရင်အဲ့ကိုဒီမတွေအားလုံးအဓိကဦးစားပေးပြီးတော့လာပြီးတော့ယူပြီးဆော့လဲပါနော်ကျွန်တော်အဲ့ဒါလေးကိုသတိပေးခြင်းတယ်ဘာလို့ဆိုတော့ထွက်လာရင်အကိုဒီမတွေအားလုံးပဲလိုက်တော့ယုံကြည်မှုနဲ့လိုက်လို့ပြီးတော့အခုလိုရမယ့်ဘက်မှာအစင်မပြေလေးဖြစ်လိုက်မှာဆိုလို့နော်အားလုံးပဲတေချာလေးပြောပါတယ်နော်ဒီဘက်ကိုကြည့်ပြရင်လာပြီးတော့ဝင်လို့ရပါတယ်နော်အဖွဲ့ဝင်ကြီးပုံမှန်1000ပဲနော်တစ်ခါပြောပါမယ်နော်ကျွန်တော်ယူကအဖွဲ့ဝင်ရတာတန်မယ်ထင်မှလာယူပါဘာကြောင့်ကျွန်တော်အဖွဲ့ဝင်ပြန်ခေါ်ပြရဆိုပြီးခဲ့တဲ့ဘက်မှာအဖွဲ့ဝင်လာတဲ့သူတွေရောဝင်လာတဲ့သူတွေရောလာပြီးတော့ယူတယ်နော်ပြီးတော့ပြီးခဲ့တဲ့ဘက်ကလည်းကျွန်တော်ထုတ်ပေးပြတာကကျွန်တော်ဝင်တဲ့အကွက်ပဲထုတ်ပေးပြတာနော်ဖောင်းရည်ကျွန်တော်ခန်းနေလို့အဲ့တော့ဒါမဲ့ဘက်မှာကျွန်တော်ပြောပြတာဒီဘက်မှာဖောင်းရမရှိတဲ့ဘက်မှာကျွန်တော်တေချာလေးပြန်လုပ်ပြီးမယ်လို့စတွေကကျွန်တော်ပြောပြတာနော်အဲ့တော့လူအများကြီးလည်းကျွန်တော်လိုမရှိဘူးအဓိကကျွန်တော်ဘက်မှာယုံကြည်မှုရှိမယ်ကျွန်တော်ပြည့်တဲ့ကနေအောင်တေချာလေးဆော့မယ်နော်မယုံကြည်ကြဘူးမှလိုက်မထိုးပါနဲ့ဗျာပွင့်လင်းပြောတာယုံကြည်ရဲ့ပြည့်ရဲ့ကနေတေချာဆော့မယ်ကိုယ့်အတွက်တကယ်နော်တေချာလေးအဆင်ပြေအောင်ပြန်ဆော့ခြင်းတဲ့သူတွေပဲတီးနှံလာပါကျွန်တော်ဖွဲ့ဝင်နော်ဒါပြောမယ်ဆိုရင်ကိုဒီမားတွေအောင်ပြီးခဲ့ဘက်ကကျွန်တော်ဒီမှာရောက်ထောင်းကြောတယ်နော်ဒီဘက်ကျွန်တော်ဖွဲ့ဝင်200 300ကျွန်တော်ရဲ့လူရင်း200ပုံမှန်ရှိတယ်ကျွန်တော်အဲ့လာကအဖွဲ့ဝင်ခေါ်မခေါ်သူတို့ကကျွန်တော်ဒီမှာဖုန်းနံပါတ်နဲ့ပေးပြီးတော့ဖွဲ့လာဝင်တဲ့လူတွေရှိတယ်နော်အဲ့တော့လူတစ်တွေအနေနဲ့ကတော့စိတ်ဝင်စားမှုရှိမှလုပ်ပါနော်လူကောင်းတွေကိုဒီမားတွေအားလုံးကကျွန်တော်ပြောချင်တာကအဲ့ပြီးခဲ့တဲ့ပတ်လေးဒီမှာကျွန်တော်ရဲ့လက်တွဲခဲ့တဲ့ကိုဒီမားတွေအားလုံးအဓိကလာယူပေးနော်ကျွန်တော်ဖုန်းနံပါတ်လေးလည်းမှတ်ပေးထားတယ်နော်အဲ့ကိုဒီမားတွေအားလုံးအဓိကကျွန်တော်ဒီဗန်လေးကိုမြင်စေချင်တယ်နော်ဘာလို့ဆိုတော့ကိုဒီမားတွေအားလုံးအများကြီးပေါက်စေချင်တယ်ဗျာနော်ရှေ့ဘက်တွေကတော့ကျွန်တော်ထင်ပါတယ်ဖောင်းရက်တွေခံနေရအစိုးရကကျွန်တော်တပီပေးပြီးတော့ထွက်ဖောင်းရက်တွေဖမ်းရတဲ့ကဏ္ဍပုံစံအဆင်မပြေလာဘူးအဲ့အတွက်ကျွန်တော်တို့အဆင်ပြေမဲ့ဘက်မှာကျွန်တော်တေချာကြီးဆိုရမယ့်အပတ်ရှိကျွန်တော်လာပြီးတော့ပြောပေးမယ်ပြောခဲ့ပြီးတာဒီဘက်ကတော့ကျွန်တော်တင်းတင်းစနေရင်းတွေကလာပြီးတော့တင်ပေးထားတယ်နော်ဒီပလန်ကိုကြည့်တဲ့သူတွေအားလုံးလည်းစိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေနော်လာဘက်မှာကျွန်တော်တို့21 22 23ကဏ္ဍ3ရက်စာရှိတယ်အဲ့3ရက်စာမှာအားလုံးပဲကျွန်တော်တို့အမြဲကြအောင်ဆော့ပါမယ်အဲ့တော့ယုံကြည်တဲ့ကိုရီမားတွေအားလုံးကျွန်တော်ရဲ့လိုက်ပြီးတော့ဆော့ပါနေတိုင်းသမားတွေလည်းဘာမှစိတ်မှုနဲ့နော်နေတိုင်းသမားတွေတော့လည်းကျွန်တော်အဆင်ပြေအောင်လုပ်ပေးမယ်အားလုံးပဲဘိုင်းဘိုင်းနော်အားလုံးပဲလာပြီးတော့ယူလို့ရပြီလိုက်လာပြောတာ